မင်္ဂလာပါတောသားလေးကျွန်တော်ဒီနေ့ UFO အကြောင်းပြောရအောင်2026ရောက်လာတဲ့အချိန်မှာ UFO ဆိုတဲ့စကားလုံးကအင်တာနက်ကျုပ်တစ်ခုတော့မဟုတ်တော့ဘူးဗျ။ဘာလို့လဲဆိုတော့ US government ကိုယ်တိုင်က explain မလုပ်နိုင်သေးတဲ့ area object တွေရှိရဆိုပြီးတော့ officially ပြောလာလို့ပါ။ပြီးတော့ Pentagon ကလည်း never before seen UFO file တွေကိုစပြီးတော့ release လုပ်လာတယ်။ဒီ file ထဲမှာ military footage တွေ pilot reports တွေ NASA transit FEN document တွေနဲ့ Apollo mission image တွေအကုန်ပါလာတယ်။အဲဒါကြောင့်ပဲ TikTok, YouTube, Reddit, X platform တွေအကုန်လုံးမှာ UFO topic ကပြန်ပြီးတော့ export ဖြစ်လာတာပါ။ဒါပေမဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ရရှိရဗျ။ခင်ဗျားတို့သတိထားမိလားမသိဘူး။ government တွေက alien တွေရှိရလို့မပြောခဲ့ဘူးဗျ။သူတို့တွေပြောခဲ့တာက unidentified object တွေတကယ်ရှိရလို့ပဲ confirm လုပ်တာပါ။ history က2019ကနေပြီးတော့စခဲ့တာပါ။ New York Times report တစ်ခုထွက်လာပြီးတော့ US military မှာ AATMP ဆိုတဲ့ secret UFO investigation program ရှိတယ်ဆိုပြီးတော့ public ကစပြီးတော့သိလာပါတယ်။ပြီးတော့ FLIR, Gimbal, Gopher စတဲ့ famous military footage တွေလူသိများလာပါတယ်။ footage တွေထဲမှာ US Navy pilot တွေရတော့မှဒီဟာဘာကြီးလဲဆိုပြီးတော့ short ဖြစ်ခဲ့javaပါတယ်။ object တချို့က instant acceleration လုပ်တယ်။ mid air မှာ direction ချက်ချင်းပြောင်းသွားတယ်။ visible engine တွေမရှိဘူး။ heat signature မရှိဘူး။ပြီးတော့ no aircraft faces နဲ့ explain လုပ်လို့မရတဲ့ movement တွေလုပ်နေတယ်။ဒီအကောင်လုံးကို2020မှာ Pentagon ကဒီ footage တွေက officially military footage ဖြစ်တယ်ဆိုပြီးတော့ confirm လုပ်လိုက်ပါတယ်။ moment ကနေစပြီးတော့ပဲ UFO topic ဆိုတာက conspiracy theory ကနေပြီးတော့ national security issue တစ်ခုဖြစ်သွားတာပါ။ဒါပေမဲ့တကယ် internet မှာ explode ဖြစ်သွားတဲ့အရာက2023ခုနှစ် Congress hearing မှာပဲ intelligence officer David Grush က recover crash တွေကို reverse engineer တွေလုပ်နေရဆိုပြီးတော့ claim လုပ်ခဲ့ပါတယ်။ဒါပေမဲ့ US government ကတော့ဒီ claim ကို fully confirm မလုပ်ခဲ့ပါဘူး။2024-2025မှာပို့ပြီးတော့ထူးဆန်းတာတွေဖြစ်လာတယ်။ AAR report တွေအရရာနဲ့ချီတဲ့ UAV case တွေကို receipt လုပ်ထားတယ်။တချို့တွေကို balloon, drone, bird, satellite အစရှိတဲ့ဖြင့် explain လုပ်နိုင်လာခဲ့တယ်။ဒါပေမဲ့တချို့ case တွေမှာ sensor data တွေရှိတယ်။ multiple witness တွေရှိတယ်။ military tracking တွေရှိတယ်။ဒါပေမဲ့အခုထိ unsolved ဖြစ်နေတော့မယ်ဗျ။ဒါပေမဲ့ UFO history တွေကလူသိမ့်မသိသေးတဲ့ incident တစ်ခုရှိတယ်။အဲ့ဒီက1968ခုနှစ်မှာဖြစ်ခဲ့တာပါ။ Manston Air Force Base မှာ security personnel တွေကပြောခဲ့တယ်။ဒီ base ပေါ်မှာ straight glowing object တစ်ခုကိုတွေ့ခဲ့တယ်ဆိုပြီးတော့ report လုပ်ခဲ့ကြပါတယ်။အဲ့ဒီ object ပေါ်လာပြီးမကြာခင်မှာပဲ nuclear missile တွေအများအပြားတပြိုင်နက်တည်း offline ဖြစ်သွားခဲ့တယ်။ technician တွေကဘာကြောင့်ဖြစ်တာလဲဆိုတာကိုမရှင်းပြနိုင်ခဲ့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ former military officer အချို့ကဒီ incident ကို public မှာပြောလာခဲ့တယ်။ဒါပေမဲ့ဒီနေ့အထိအဲ့ဒီ missile တွေဘာကြောင့် shut down ဖြစ်ခဲ့တယ်ဆိုတာ answer လုံးဝမရှိသေးပါဘူး။2016မှာတော့ Pentagon ကပိုကြီးတဲ့ document release တွေစလုပ်လာတယ်။တချို့ footage တွေမှာ orange glowing off တွေ fighter jet တွေအနားမှာကပ်ပြန်တာတွေ formation change လုပ်တာတွေ mid air မှာ disappear ဖြစ်သွားတာတွေပါလာတယ်။ဒါကြောင့် scientist တွေ military analysis တွေ internet community တွေကအကုန် debate ဖြစ်နေတော့မှာပဲ။ဒါက alien လားဒါမှမဟုတ် secret military technology လားဒါမှမဟုတ်လေ AI က control လုပ်ထားတဲ့ drone system တစ်ခုလားဒါမှမဟုတ်လေ China နဲ့ Russia ရဲ့ classified object တစ်ခုလားဆိုပြီးတော့မေးလာကြပါတယ်။တကယ်ကြောက်ဖို့ကောင်းတဲ့အရာကတော့အခုအချိန်ထိ government တွေက answer တစ်ခုကိုသေချာမပေးနိုင်သေးရပါပဲ။ official statement တွေမှာ unknown, unexplained, anonymous စတဲ့စကားလုံးတွေကိုပဲဇက်တိုက်သုံးနေတော့မှာပဲ။ပြီးတော့ UFO mystery တစ်ခုလုံးရဲ့အကြီးဆုံးမေးခွန်းကတော့ငါတို့ကသူတို့ကိုရှာနေရလားဒါမှမဟုတ်သူတို့ကငါတို့ကိုစောင့်ကြည့်နေရလားဆိုတာပါပဲ။